สิเสรีอาลุงขอลาเรสุราจะมาสกาเปียวเรชิมาจะมาเวจีนี่ยังงิงวินี่มาสุลุจะมาเย่สิเสช่อลิริโอชุซาผู้ขอลาดาบาลุเนาะจะมาดามเมกาสิเสมาริยาวันพิบาเรวันสุราโรมูกังกินมาเวนะสิเสมูกังกินลูเลขอลูยาบกะลีมิวานีลาแค่ราบาปฐมทรงโยชินาอมาสกาสุราเทจะมาโยชินาถ้าไปရှိပါတယ်ပထမเจซูတင်စကားပြောချင်ပါတယ်ဒုတိယအနေနဲ့ကျမတို့အတင်းကိုင်းအကြောင်းလေးပြောရင်းနဲ့ပြောပြီးမှကျမအစစ်စဲတွေနဲ့ပေါ့နော်တချင်းဆိုပေးပါမယ်ပထမဆုံးเจซูတင်စကားပြောချင်တာလွန်ခဲ့တဲ့2019တုန်းကဒီစိန်ထရီဇာဂိုင်းဒီစိန်ထရီဇာကျောင်းကိုဖွင့်ဖို့ရောက်ရှိလာခဲ့ပါတယ်နော်အဲ့ဒီ2019တုန်းကကျမတို့စိန်ထရီဇာကိုင်းအနေနဲ့ကျောင်း3ကျောင်းဖွင့်ပါတယ်ကလေးသာသနာမှာတစ်ကျောင်းအခါသာသနာခေါ်ထားမှာတစ်ကျောင်းဗမောသာသနာတရုတ်နယ်စပ်မဝင်းကြီးမှာတစ်ကျောင်းဖွင့်ထိပ်ခဲ့ပါတယ်ဒီ3ကျောင်းစလုံးကဒီလိုပဲယာယီအိမ်လေးနဲ့နေခဲ့ပါတယ်နော်ကျမတို့စစ်စေတွေကခေါ်တဲ့သူတွေပေါ့နော်သာသနာပြုဖို့ဖိတ်ခေါ်တဲ့သူတွေရှိရင်အင်အကောင်းစားတွေမရွေးပါဘူးအစင်ပြေတဲ့နေရာမှာလာပါတယ်လို့အဲ့ဒါကျမတို့ရဲ့သာသနာပြုစိတ်ဓာတ်ပါလို့ဒါပေမဲ့အဲ့ဒီ၃ကျောင်းမှာတကယ် convent ကျောင်းပေါ့နော်ကျောင်းကိုစောက်ဖို့ကတိပြုခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီ၃ကျောင်းထဲမှာဒီခေါထန်းရွာဟာခါသာသနာခေါထန်းစီရင်ဆိုတာပထမရပါတယ်ဂုံပြုတ်လက်ခုပ်တီးကြပါစို့ကျန်တဲ့သာသနာနှစ်ခုကတော့ကျောင်းမပြီးသေးဘူးเนาะပထမရတယ်เนาะခေါထန်းကเนาะဒီမနေ့ဆီယာဘီလီယနာပြောပါလေနော်ဒီကျောင်းကိုဘယ် project မှမရှိဘူးခုရဲ့ကုထူကူထားနဲ့စောက်ခဲ့ကြတယ်အရန်ကိုဝမ်းသာပါတယ်အုံမိချတာတောင်မှမနစ်တုံးလို့ပြောတယ်နော်အဲ့ဒါစစ်စေကျမတို့ကျောင်းတစ်ဖွင့်တော့မှစစ်စေလာနိုင်မလားဆိုတော့ဘယ်လိုစောက်ကြတာလဲပေါ့နော်ဘယ်လောက်ထိလုပ်နိုင်ကြတယ်လဲပေါ့နော်အဲ့ဒီအတွက်အရန်ကိုဘာသာတူတွေကိုကျမတို့အတင်းကိုင်းအနေနဲ့အထူးပဲကျေးဇူးတင်ပါတယ်အကြလို့စီnanti lah cuma lom nak tampi kan ngai tu singa nak kan sak selama sung nak lah ha au ni thai ri pe u lo boi pa ni an pek than tha lai pathian ni lai ba anai ban lo ti nan pek chan media te chu pathian ni anin pek than lai ti kha rot la ngu si plang sekali ya de malaနော်အဲ့ဒါကြောင့်ကိုပေးတဲ့ဟာနော်ဥတစ်ချက်သေးတစ်ပွင့်အနေအများမဆိုဒီကြောင်းဖြစ်မြောက်ရဲ့အတွက်အကုန်လုံးပေးကမ်းလှူဒါန်းတဲ့သူတွေအားလုံးအပေါ်ဖျားပြန်ပေးဆက်မှာပါကျမတို့လည်းအမြဲတမ်းဆုတောင်းပေးပါလေလို့ပြီးရင်ဒီဟာကသဒ္ဒနာဆရာတော်ဖျားကိုလည်းပြီးတော့မတို့ဂိုင်းကိုဖိတ်ခေါ်တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိကြောင်းလျှောက်ထားပါတယ်ကျမတို့လည်းဆက်လက်ပြီးတော့အတက်နိုင်ဆုံးနော်သဒ္ဒနာပြုလုပ်ငန်းမှာတက်နိုင်ဆုံးကြိုးစားလုပ်ဆောင်သွားမှာပါလို့ကြေညာပေးပါတယ်နော်ခုဒုတိယပိုင်းသွားမယ်ဆိုရင်ကျမတို့အသင်္ကန်းရအခုမှစစ်စစ်အပား200နဲ့16ပါးရှိပါတယ်နော်ဒီမှာရှိတဲ့လူငယ်မိန်းကလေးတွေကိုဖိတ်ခေါ်ပါတယ်နော်စစ်စစ်ဖြစ်ဖို့အဲ့လိုပြောလို့ကောင်လေးတွေကျမတို့စိတ်မဆူနဲ့နော်တောက်ခဲနဲ့မပစ်ကြနဲ့နော်နော်အကုန်လုံးကိုကျူဆူပါတယ်ဖရားအမှုထမ်းချင်တယ်ဆိုရင်ဒီမှာရက်တဲ့စစ်စစ်ချောလေးတွေကိုကြည့်လေအဲ့လိုမဖြစ်ချင်ဘူးလားနော်ကျမတို့ဆယ်ရက်တချင်းလဲဆိုတတ်တယ်ကလဲကတတ်တယ်နော်ကားလဲမောင်းတတ်တယ်နော်အစုံတတ်တယ်ဟိုအပြင်လောကမှာရှားစားလို့မရလို့လာတာမဟုတ်ဘူးနော်အစုံတတ်တယ်မော်ဒယ်ရှူးရှောက်မလားရတယ်ကုန်လုံးရတယ်နော်ဒါမဲ့ဘုရားအတွက်အဲ့ဒီပါရမီတွေပညာတွေကိုအသုံးပြုခြင်းလို့နော်ကိုပေးဆက်ပြမဘုရားမှုထမ်းဖို့နော်ကျမတို့စိန်ထွေသားကိုင်းဝင်ဖို့လာကြတာပါလို့ဝင်ချင်တဲ့သူရှိဖိတ်ခေါ်ပါတယ်လို့နော်ဆယ်တန်းလေးတက်လို့ရပါတယ်ကလေးမျိုးမှာနော်ပြီးရင်ကျမတို့ကိုင်းရသာသနာမြန်မာပြည်သာသနာ9ခုမှရှိပါတယ်မန္တလေးသာသနာကလေးသာသနာဟာခသာသနာဘဝသာသနာရန်ကုန်နော်9နေရာမှာရှိပါတယ်ကျောင်းပေါင်းကတော့43ကျောင်းဖွင့်ပြီးပါပြီနော်ပြီးရင်ဖိလစ်ပိုင်မှာလေး